အဲ့တော့အားစေးကျွေးတဲ့ဘိုင်းပေါ့နော်အားစေးကျွေးတဲ့အပိုင်းကိုဟို vest stage မှာဘယ်လိုပုံစံမျိုး routine လေးနဲ့ကျွေးလဲ vest stage မှာကျွန်တော်တို့ဒီအပင်ကကြီးလဲကြီးရောနော်ဟိုအပင်ပထမဆုံးလဲဖြစ်တော့အပင်အားစေးဒီ site မှာဘယ်လောက်စားလဲတည်ကျင်တာပေါ့နော်ဟိုကတော့ဟိုအားစေးယူတော့ပုံမှန်အတိုင်းပဲပုံမှန်ပဲကျွေးရပမာဏတူတူပဲပေါ့နော်ppm 1000 ppm 1000ကျွေးရဆိုရင်ဒီနေ့လည်း1000နောက်ရက်လည်း1000ပဲပေါ့နော်ဟိုဒါပေမဲ့အုံးစံဖြစ်တာအတွက်တော့အုံးစံကဟိုရေမချောက်အောင်ထိန်းပြီးဖို့တော့လိုတယ်အဲ့တော့မနေ့စောစောတစ်ခေါက်ပြီးရင်ညနေဆောင်တစ်ခေါက်ပေါ့နော်ရေယူတော့vest day မှာ16နိုင်ပေးတာဆိုတော့မနေ့စောစောတစ်ခေါက်ညနေတစ်ခေါက်ဟိုတစ်ရက်ကို2ခေါက်လောက်အနည်းဆုံး2ခေါက်လောက်တော့လောင်းရတယ်ຫນွေဆိုရင်တော့မလွယ်ຫນွေဆိုရင်3ခေါက်လောက်ကအဆင်မပြေဘူးပြီးတော့အရန်ပူတဲ့အချိန်ညလို့ရှိရင်လည်းဟိုလောင်းလိုက်အပင်ကမကောင်းဘူးပေါ့နော်ကျွန်တော်နေပူတဲ့ပြန်လာပြီးရေလောင်းလိုက်တယ်လို့မျိုးအပူရှက်တာတွေပါပေါ့လေအဲ့လိုမျိုးလည်းဖြစ်တတ်တယ်အဲ့တော့ရေလောင်းရင်တော့မနေ့စောစောရယ်ညနေဆောင်ရယ်2ချိန်လောက်လောင်းပြရတယ်မြေကြီးဆိုရင်တော့တစ်ရက်တစ်ချိန်လောက်ဆိုလုံလောက်ပါတယ်အဓိကကိုဖြစ်နေလို့ပေါ့နော်ကိုကအချောက်ခံလို့မရဘူးအားစီပမာဏကိုဟိုနည်းနည်းပဲနေ့တိုင်းကျွေးရတယ်ပေါ့နော်ဟို vest day မှာတော့ဒီ nitrogen များတဲ့အချိုးပဲကျွေးရဟိုတခြား brand တွေပါတော့ကျွန်တော်မသုံးထားဘူးကျွန်တော်မှဒီ vest day နဲ့ flowering အတွက်ဒီအားစီကျွေးတဲ့ဟို formula ရှိရပေါ့နော်အဲ့ဒါလေးကိုပဲဟိုအားစီအမုံထုတ်တွေပေါ့နော်အားစီအမုံနေနဲ့ဟို formula အချိုးတိုင်းရောပြီးတော့ကျွေးရဟိုတခြားဖြည့်စွက်အနေနဲ့ကတော့ခုနပြောသလိုကိုဖြစ်တဲ့အတွက်အုံးစံဖြစ်တဲ့အတွက်ကဲမက်ကတော့တောက်လျှောက်လိုတယ်တောက်လျှောက်မဖြစ်မနေလိုတယ်ပေါ့နော်ကိုကဟိုကဲမက်လိုတယ်ကဲမက်လိုကဲမက်ရှိတော့မှဒီကောင်ကဟိုအပင်ကအားစီးတွေပါတီချာလီစားတယ်ဟိုအားစီးလောင်တာတွေပါ stress တွေပါတိတ်မဖြစ်ဘူးပေါ့နော်ပြီးတော့နောက်ထပ်ဟိုဖြည့်စွက်တဲ့အနေနဲ့ဟိုစီဝီတို့ပါကိုကျွေးတယ်စီဝီတွေပါတွေကလည်းအပင်အတွက်ကောင်းတယ်ပေါ့နော်စီဝီအမုတ်နောက်ဒီ humic acid လည်းကျွေးတယ် humic acid ကတော့ဟိုအပင်အတွက်အမြစ်တွေပါကောင်းတယ်ဟိုအားစီးတွေပါပိုးစားနိုင်တယ်ပေါ့နော်အမြစ်အတွက်ပေါ့လေဟိုအမြစ်ကအရေးကြီးဆုံးပဲအပင်မှာပေါ့နော်အပင်အကြီးဆိုင်ရင်ပူဆိုးတယ်အပင်အကြီးဆိုင်ရင်ဆိုအပင်တက်တန်းအကြာကြီးထားမှဖြစ်တဲ့အတွက်ဟိုအမြစ်ကသူ့ဒီအာဟာရစားမဲ့အရင်းမြစ်ပဲဆိုတော့လေအမြစ်ကျမ်းမာနေတော့မှအမြစ်တွေကောင်းကောင်းအလုပ်လုပ်တော့မှအပင်ကပုံမှန်ကြီးမယ်ပုံမှန်စားမယ်တခြားပြောနိုင်မဝင်တော့ဘူးပေါ့နော်အဲ့အမြစ်အတွက်တော့ဒီ humic acid တွေပါတုံးတယ်ဒီစီးဝီးတွေပါရတော့ဖြည့်ဆွတ်အနေနဲ့ပေါ့နော်ကဲမက်ကောပဲကျန်တာတော့ဒီအားစီးအမုံနေပဲအားစီးကတော့အလွယ်ပြောရရင်တော့ကျွန်တော်တို့vest day မှာဆိုလို့ရှိရင်nitrogen NPK အချိုးပေါ့နော်311တို့နောက်ဒီ20ပတ်လည်တို့ပါဒါမျိုးတွေလည်းကျွေးလို့ရတယ်ပေါ့လေတခြားအားစီး brand တွေပါသုံးမယ်ဆိုလည်းရတယ်ကျွန်တော်တို့ကအပင်ကိုအကြာကြီးထားမှာဆိုတော့အားစီး brand တွေပါမသုံးတော့ဘူးနော်အော်တော့လည်းဖြစ်တယ်ဆိုတော့ဟိုကုန်ချက်စိတ်တွေပါတွေလည်းဟိုချိန်ပြီးတော့လုပ်လို့ရတာပေါ့နော်အားစီး brand တွေပါကျွေးမယ်ဆိုတော့ပိုကောင်းတာပေါ့ဟိုလွယ်တယ်ပေါ့ဗျာပြောရရင်ဟိုကို formula နဲ့ကိုမဟုတ်တော့သူတို့ပေးထားတဲ့ guideline အတိုင်းပဲသူတို့ပေးထားတဲ့ feature အတိုင်းပဲအပမာဏအတိုင်းပဲကိုကအပင်ကိုဖတ်ပြီးတော့အတိုးလျှော့လေးပပလေးလုပ်ပြီးတော့ကျွေးပါရုံပဲ brand တွေတော့ရင်တော့လွယ်တာပေါ့ဆိုတော့ကျွေးရလွယ်ပေါ့ရေတိုက်တဲ့အချိန်နဲ့ nutrition ကျွေးတဲ့အချိန်တွေကတစ်ချိန်နဲ့အဲ့လိုအတူတူပဲချာရေရက်ကိုရေနှခါကျွေးတော့ nutrition ကလည်းနှခါကျွေးရတာ nutrition ကလည်းနှခါကျွေးရနှခါအဲ့တော့ဟိုကရေနဲ့ရောလိုက်တာအားစီးကျွေးတယ်ဆိုရင်ရေထဲမှာအားစီးအမုတ်ဖြော်ပြီးတော့ထည့်ပြီးတော့ကျွေးတာပေါ့အဲ့တော့ဟိုအမြင့်ထဲကိုရောက်သွားအောင်ကြတော့ဘယ်လိုလောင်းတာလဲဒါမှမဟုတ်အိုးပတ်လေလောင်းတာလားဒါမှမဟုတ်လို့အခြေနာလေးကိုစုပြီး